အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့အလုပ်ပြန်တဲ့ချိန်ပေါ့နော်အခုကဘယ်နှစ်နာရီထိုးပြီလဲဆိုတော့ဒီမှာကျွန်တော်တို့စီမှာ4နာရီထိုးပြီမနေ့ပဲချိန်လာလဲဆိုတော့အလုပ်ကမနေ့3နာရီခွဲကျွန်တော်ရောက်တယ်ပေါ့နော်အဲ့ဒါနေတိုင်းပုံမှန်ပါပဲ3နာရီခွဲထားတယ်ပြီးတော့4နာရီထိုးပြန်တယ်တခါလေကြားလို့ရှိရင်အလုပ်ရှုပ်လို့ရှိရင်လည်းညနေ9နာရီလောက်မှပြန်တယ်ပေါ့နော်မနေ့ဆိုရင်ဒီမှာစော်ကြီးမိုးမလင်းသေးဘူးပေါ့နော်မြန်မာပြည်မှာဆိုရင်တော့ဟိုအားလောက်တော့ရှိတော့ပေါ့မြန်မာပြည်နဲ့ဒီကျွန်တော်တို့စင်ကာပူနဲ့ကကြတော့တနာရီခွဲချိန်กว่าတော့ဆိုတော့လေမြန်မာပြည်ကလူတွေကတော့ဟိုဈေးရောင်းတဲ့လူတွေကလွယ်လို့ရှိရင်အဲ့လိုကောင်းတဲ့ချိန်ပေါ့ဒီမှာကျွန်တော်တို့ကတော့မထားချင်လဲထားပါပေါ့နော်မထားလို့လည်းမရဘူးလေစောစောတော့ထားရတယ်ခိုင်ကြရင်လည်းစောစောပြန်ရတဲ့နေ့တွေလည်းရှိရပေါ့နော်ဒီမှာပါကားလမ်းကူးရမယ်ကျွန်တော်နေတဲ့အခန်းနဲ့အလုံးတွေကအရန်မဝေးဘူးအရန်မဝေးဘူးဆိုတော့လမ်းလျှောက်လို့ရှိရင်7မိနစ်လောက်လမ်းလျှောက်ရတယ်ပေါ့နော်အခြားလူတွေကတော့စပိတ်နဲ့လာကြတယ်စပိတ်တွေတော့ပေါ်ပါတယ်ဒီမှာဒါပေမဲ့ကျွန်တော်ကလမ်းပဲလျှောက်ချင်တာဆိုတော့စပိတ်မဝယ်ဘူးတော်တော်များများကတော့စပိန်နဲ့လာကြတာပေါ့နော်အဲ့မှာစပိန်မဝယ်တာဆိုလို့ကျွန်တော်ရှိမယ်နောက်ပြီးတော့ကျွန်တော်တို့လောက်ကမြန်မာကောင်လေး2ယောက်ရှိမယ်သူတို့လည်းစပိန်မရှိဘူးဒီတိုင်းပဲလမ်းလျှောက်တယ်ပေါ့နော်ဘယ်တော့မှမရှိပါဘူးစပိန်ကအများဆုံး200 300ပေါ့အဲ့ဒီပတ်ချလဲပေါ့စပိန်ဒီစီကတော့ဒါအိမ်ပြန်တဲ့လမ်းဖြစ်ပါတယ်လမ်းလေးကတော့တတ်နေရမယ်ဒီမှာဒီအပင်တွေလေဒီအပင်တွေကိုကျွန်တော်မြန်မာပြည်မှာဆိုရင်ကကျွန်တော်တို့ရွာတွေဘက်မှာဆိုရင်ဒီအပင်တွေကိုတိုးစရာအပြည့်နဲ့စားတယ်ပေါ့နော်ကျွန်တော်တို့ရွာတွေဘက်မှာတော့ဟောတယ်ဒီအရွက်တွေလေဒီအရွက်နုနုလေးတွေကိုတိုးစားလို့ရတယ်ဒီမှာတော့အလားစိုက်တာပေါ့နော်အပင်တွေဒီပင်ဒီကရေမြောင်းတွေကလည်းအနှဲ့ကြီးပဲဒီမှာမိုးတွေပါတွေရွာလို့ရှိရင်ရေကြီးတာတို့ရေရှမ်းတာတို့မရှိဘူးမြောင်းတွေကစနစ်တကျလှုပ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာပြည်မှာဆိုရင်ရန်ကုန်မှာပေါ့နော်သူတစ်ပြက်မိုးရွာလိုက်လို့ရှိရင်တော့အကုန်လုံးရေတွေရှမ်းထွက်သွားတာပေါ့နော်ရေတွေရှမ်းပြီးတော့ဒီကားလမ်းမှာတစ်လျှောက်လို့ဆိုရင်ရေတွေအများကြီးပဲပေါ့နော်ဒီဘေးကြီးကတော့မိုက်တယ်ဒီမှာလက်ချစ်ခံလုပ်တဲ့နေရာပေါ့နော်ဒီကတကြီးရွယ်ဦးလေးအားကစားလုပ်တဲ့နေရာသူ့နေရာလေးနဲ့သူတော့ထားပေးထားတယ်ပေါ့နော်ဟိုမှာမြင်နေရတဲ့တိုက်အဲ့ဒီတိုင်းမှာကျွန်တော်နေတာဖြစ်ပါတယ်ကျွန်တော်ကဘယ်နဲ့လွာမှာနေတာလဲဆိုတော့ကျွန်တော်ကဒုတိယလွာမှာပေါ့နော်ညဘက်ဆိုရင်ကျွန်တော်ဒီမှာထိုင်တယ်ခုံလန်းလေးမှာထိုင်တယ်အဲကြရင်ဒီပင်မှာငှက်တွေအများကြီးလာကြတယ်ဘာငှက်တွေလဲတော့မသိဘူးဒီမှာခါကြရင်ကျွန်တော်ဒီမှာဘောက်ဆင်လေးကျင်းတဲ့နေရာပေါ့နော်မိုက်တယ်နောက်ပြီးတော့ကျွန်တော်ဒီမှာပြစရာတစ်ခုရှိတယ်အတီးတော့မရှိတော့ကွန်းပင်မပြတော့ပါဘူးဒီမှာရေမြောင်းကတော့တော်တော်နဲ့ကဲကျွန်တော်နေတဲ့တိုက်ကိုရောက်ပါပြီကျွန်တော်အပေါ်ဒုတိယထပ်မှာနေတာပေါ့နော်
ကျွန်တော်ဒီအောက်မှာတော့စေးကန်းရှိတယ်ကလင်းနဲ့